မနက်ခင်းတိုင်းမှာဒီကောင်လေးဟာသူတို့နိုးလာတဲ့အထိကတင်ပေးမှရက်ပြီးစူးစူးဆိုင်ဆိုင်ကြည့်နေတတ်ပါတယ်သူတို့နိုးလာတာနဲ့ကောင်လေးကအော်ဟစ်ပြီးအစားအစာပြင်ပေးဖို့မိဘတွေကိုခိုင်းတော့တာပါပဲဘိုက်ဝသွားတဲ့အခါမှသာသူကအော်ဒါကိုရက်တန့်သွားပါတယ်တကယ်တော့ဒီအောင်ကြားနဲ့မိမဟာအကျဉ်းချခံထားရတာပါလွန်ခဲ့တဲ့တစ်နှစ်တုန်းကဒီလူဟာသူ့ရဲ့ချစ်သူကိုဒီနေရာကိုခေါ်လာခဲ့ပါတယ်သူကစစ်လိတ်တူတလိတ်ကိုပေါ့ပေါ့ပပလေးပြစ်လိုက်ပေမဲ့မထင်မှတ်ပဲမြေပြင်ပေါ်ကမျက်ပင်တွေအားလုံးဟာဘေးကိုအလိုလိုကွဲထွက်သွားပါတယ်သူအရန်စဝေစဝါဖြစ်သွားပေမဲ့သူ့ကိုပို့ပြီးတုံးလို့သွားစေတာကတော့မြေပြင်ပေါ်ကမြေကြီးတွေဟာရွှွန့်ဈေးတွေနဲ့လှုပ်ထားတာဖြစ်နေလို့ပါပဲသူအိမ်ခေါင်မိုးပေါ်ကိုတက်ကြည့်လိုက်တဲ့အခါမှာတော့ရုတ်တရက်လန့်သွားပါတယ်အိမ်တွေအားလုံးဟာတပုံစံနဲ့တူနေလို့ပါပဲအဲ့ဒီနောက်မှာတော့သူနဲ့သူ့ချစ်သူဟာဒီနေရာကနေထွက်ခွာဖို့ကြံစီကြပါတယ်သူတို့ကားကိုအကြာကြီးမောင်းခဲ့ပေမဲ့လည်းအမြဲတမ်းနံပါတ်9အိမ်ရှိကိုပဲပြန်ရောက်လာပါတယ်ဒါဟာတစုံတစ်ယောက်ရဲ့နောက်ပြောင်မှုလို့ထင်မှတ်ပြီးသူကပြန်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာနံပါတ်9အိမ်ကိုမီးရှို့လိုက်ပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ဟာပြဖြစ်သွားတဲ့အိမ်ကိုအပြင်ကနေရက်ကြည့်နေခဲ့ကြပါတယ်ဒါပေမဲ့ဒီဖြစ်စဉ်တစ်ခုလုံးမှာဘယ်သူတစ်ယောက်မှပေါ်မလာခဲ့ပါဘူးနောက်ဆုံးမှာတော့သူတို့နှစ်ယောက်ဟာပင်ပန်းလုံးတာကြောင့်အိပ်ပျော်သွားကြပါတယ်သူတို့နိုးလာတဲ့အခါမှာတော့သူတို့ရှေ့မှာစက်ကူကတ်ထူဖောက်တစ်ခုရုတ်တရက်ရောက်နေပါတယ်အဲ့ဒီတစ်တာထဲမှာတော့ကလေးငယ်တစ်ယောက်ရှိနေပါတယ်တစ်တာပေါ်မှာတော့ဒီကလေးကိုကျွေးမွေးပြုစုပါဒါဆိုရင်မင်းတို့လွတ်မြောက်လိမ့်မယ်လို့ရေးထားပါတယ်ပိုပြီးထူးဆန်းတာကတော့မင်းညကသူတို့ရှို့လိုက်တဲ့အိမ်ဟာဘာမှမဖြစ်တယ်လို့ပြန်ကောင်းနေတာပါပဲတခြားရွေးချယ်စရာမရှိတော့တာကြောင့်သူတို့နှစ်ယောက်လည်းလက်ရှိအခြေအနေကိုလက်ခံလိုက်ရပါတယ်နောက်ဆုံးမျှော်လင့်ချက်အနေနဲ့အိမ်ကောင်မိုးပေါ်မှာအကူအညီတောင်းတဲ့စာသားတွေရေးကြပါတယ်ဒါပေမဲ့ပိုထူးဆန်းတာကရက်ပေါင်း100လောက်မပြည့်သေးခင်မှာတင်ကောင်လေးဟာအသက်10နှစ်အရွယ်ထိကြီးထွားလာပါတယ်အဲ့ဒီအချိန်မှာပဲဒီလူဟာစိတ်ကူးတစ်ခုရခဲ့ပါတယ်ဒီရွှွန့်ဈေးမြေကြီးအောက်မှာဘာရှိလဲဆိုတာကိုသူသိကျင်လာပါတယ်ဒါကြောင့်သူဟာမြေကြီးထဲမှာကျင်းတစ်ခုကိုစတင်တူပါတော့တယ်ပင်ပန်းလာတဲ့အခါမှာတော့အဲ့ဒီကျင်းထဲမှာပဲအိတ်ဆက်ပြီးနိုးလာရင်ဆက်တူပါတယ်ဒါပေမဲ့အခုတော့အလုပ်တွေကိုအကြာကြီးလုပ်ခဲ့ရတာကြောင့်သူ့ရဲ့ခန္ဓာကိုယ်ဟာအင်မတန်အားနည်းလာပါပြီအဲ့ဒီနေ့မှာပဲကောင်လေးဟာထူးဆန်းတဲ့စာလုံးတွေပါတဲ့စာအုပ်တအုပ်ကိုဘယ်ကနေရလာမှန်းမသိပဲရနေတာကြောင့်အမျိုးသမီးကဒီစာအုပ်ဘယ်ကရလဲဆိုတာကိုသိချင်နေပါတယ်ကောင်လေးရဲ့လေပင်ဟာလည်းအဖူးကြီးတစ်ခုထွက်လာပြီးဖောင်းကြွလာပါတယ်ဒါကိုတွေ့တော့အမျိုးသမီးဟာအကြောင်းရင်းကိုသိဖို့အတွက်အရန်ကိုကြောက်လန့်သွားပါတယ်အမျိုးသမီးကသူ့နောက်ကိုတိတ်တဆိတ်ဆလိုက်ပေမဲ့ဘလို့ပဲလိုက်သူ့ကိုအမြဲတမ်းမျက်ခြေပြတ်သွားပါတယ်အဲ့ဒီနေ့ထိဒီလူဟာရှာဖွေတွေ့ရှိမှုအသစ်တစ်ခုကိုလုပ်နိုင်ခဲ့ပါတယ်သူဟာမြေကြီးထဲကနေထူးဆန်းတဲ့အရာတစ်ခုကိုတူးဖော်ရရှိခဲ့တာပါသူဟာကြောက်လန့်တကြားနဲ့မြေပေါ်ကိုပြန်တက်လာပါတယ်သူဖြစ်ပျက်ခဲ့တာတွေကိုအမျိုးသမီးကိုပြောပြချင်နေပေမဲ့မထင်မှတ်ပဲအလုတ်ပင်ပန်းလုံးတာကြောင့်လမ်းဘေးမှာပဲလဲကျသွားပါတယ်အမျိုးသမီးကသူ့ကိုတွေ့တဲ့အချိန်မှာတော့သူဟာတေခါနီးအခြေအနေကိုရောက်နေပါပြီအမျိုးသမီးကသူ့ကိုအိမ်ထဲကိုပြန်တည်ဖို့ကြိုးစားတဲ့အချိန်မှာတော့တကားဟာကောင်လေးကြောင့်ပိတ်ရက်သားဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ကောင်လေးကတော့အေးဆက်ဆက်နဲ့လစ်လူရှုတဲ့အကြည့်နဲ့ပဲကြည့်နေပါတော့တယ်